United ဆိုရင် Man United ကလွှဲရင်အကုန်ကြီးတဲ့ကဏ္ဍများ Arsenal တင်းကတော့သူတို့ရဲ့အင်ကွင်း Emery မှာ Man U တင်းကိုရှုံးနိမ့်ခဲ့တဲ့အတွက်တကယ်ကိုညှို့တကြီးနဲ့ပြန်လာခဲ့တာဖြစ်ပါတယ်။ Arsenal ကစားမတွေနဲ့ပြည်သက်တွေက United ဆိုတဲ့နာမည်ကိုကြားတာနဲ့နာကြီးနေကြပြီလားလို့ထင်ရလောက်အောင်ကိုဒီတစ်ပတ်မှာ United တင်းကိုအကုန်ပေါ်အောင်ပြီးကိုပြတ်သွင်းထည့်လိုက်တာဖြစ်ပါတယ်။ United တင်းကမြမှာတော့နာမည်မှာ United ပါနေတဲ့အတွက်ကြောင့်ပဲဂျားလက်ကနေမေးစားပင်ဖြစ်ပြီး၄ဂိုးပြတ်ဆိုတဲ့ရလဒ်နဲ့တူ Arsenal တင်းရဲ့အညိုးတွေကိုအလူးလဲပိတ်ဆက်လိုက်ရတာဖြစ်ပါတယ်။ကွင်းထဲမှာ Arsenal ကစားမတွေဆော့သွားတာကိုကြည့်မယ်ဆိုရင် Man U ကိုရှုံးခဲ့တဲ့ဒေါသတွေအကုန်လုံး United ဘက်ကိုလှည့်ထွက်သွားသလားမှတ်ရလောက်အောင်ပြင်းထန်လွန်းနေတာဖြစ်ပါတယ်။ Arsenal တို့ကတော့ Man U ကိုရှုံးပြီးကလေးကထွက်ပေါ်လာတဲ့ဝေဖန်မှုတွေလေတိုက်တိုက်တွေကိုလုံးဝဂရုမစိုက်ပဲသူတို့လုံးဆရာရှိတာကိုအာရုံစိုက်ပြီးကွင်းထဲမှာခြေစွမ်းနဲ့တက်တည်ပြသွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင် Arsenal တင်းကအမတ်ပေးစရာထိတ်ဆုံးမှာဒုတိယနေရာက Man City တင်းကို9နံပါတ်ထိဖြတ်ပြီးအပိုင်ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါချန်ပီယံဆုအတွက်သူတို့ဘယ်လောက်ထိအားသန်နေတယ်လဲဆိုတာကိုပြသလိုက်တာပဲဖြစ်ပါတယ်။သူတို့တော့ဝေဖန်တဲ့တွေကအရေးမကြီးပဲအမှတ်ရဖို့နဲ့ခြေစွမ်းတည်ငြိမ်ဖို့ကသာအဓိကဆိုတာကိုUnited တင်းကိုအပိုင်းပိုင်းပြပြဖြစ်အောင်တီးပြလိုက်ခြင်းအပြင်တက်တည်ထူလိုက်တာဖြစ်ပါတယ်။တမ်မတ်ဒီက Arsenal ချီချော်တော့မယ်လို့ဟော်ဂိန်းထုံးနေကြတာကိုကိုမိုးရွာပြီးပါဇက်ပေးလိုက်တာဖြစ်ပါတယ်။အခုချိန်မှာ Arsenal တို့လုပ်ရမယ့်အလုပ်ကတော့တကယ်ကိုတက်တောင့်တတာရှိသွားပြီဖြစ်ပါတယ်။သူတို့ကဇယားထိပ်မှာအမှတ်တွေအများကြီးဖြတ်ထားနိုင်ပြီဖြစ်တာကြောင့်နောက်ကလိုက်လာတဲ့ပြိုင်မဲ့တီးနေချီချော်တာကိုပဲအေးအေးဆေးဆေးစောင့်ကြည့်နေကြရုံပါပဲ။တမ်မတ်ဒီဘလောက်ပဲ PR ပေးပြီး Arsenal ကတော့သူတို့ရဲ့ပုံစံကောင်းကိုပြန်ရနေပြီဖြစ်တာကြောင့်ချန်ပီယံလမ်းကြောင်းကသူတို့လက်ထဲမှာပဲရှိနေတယ်လို့ပြောလို့ရပါတယ်။ Man U တင်းကိုရှုံးနေခဲ့တာကသူတို့အတွက်တင်ကစားတစ်ခုဖြစ်သွားခဲ့တယ်လို့ဒီရှုံးကပဲသူတို့ကိုပိုပြီးကြောက်စရာကောင်းတဲ့အတင်းတင်းဖြစ်လာအောင်တွန်းအားပေးလိုက်တယ်လို့ပဲဖြစ်ပါတယ်။ကစားမတွေစိတ်ထဲမှာငါတို့ဒါကိုရအောင်ယူရမယ်ဆိုတဲ့ဒိတ်ထန်နေအရင်ကထပ်ပိုပြီးတောက်ပနေတာဖြစ်ပါတယ်။ဒါပြင် Arsenal တင်းရဲ့တိုက်စစ်ကလည်းအခုပွဲမှာတကယ်ကိုအသက်ဝင်နေတာကိုတွေ့ရပါတယ်။ United တင်းရဲ့ခံစစ်ကိုစိတ်ကြိုက်ကစားသွားခဲ့ပြီးရတဲ့အခွင့်အရေးတွေကိုဂိုးဖြစ်ပြပြတသားပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ဒါမှယူတင်းတဲ့ပွဲတုန်းကအခွင့်အရေးတွေဖြုံးတီးခဲ့တဲ့အမားတွေကိုပြန်ပြီးပြုပြင်လိုက်တာလည်းဖြစ်ပါတယ်။အခုဆိုရင် Arsenal တင်းကစစ်တပ်ပိုင်းရောနီးပြပိုင်းမှာပြန်ပြီးတည်ငြိမ်သွားပြီဖြစ်တာကြောင့်ရှေ့လျှောက်သူတို့ကိုတားဆီးဖို့ဆိုတော့ကပြိုင်မက်တွေအတွက်တကယ်ကိုခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်လာတော့မှာပါ။ဒီချန်ပီယံဆုဖလားကြီးက Emirates Queen စီကိုတဖြည်းဖြည်းနဲ့နီးကပ်လာနေပြီဖြစ်ပါတယ်။ဒီကုန်းချုံနေနဲ့ပြောရမယ့်ဆိုတော့ Arsenal တင်းရဲ့ United ပေါ်ကိုပြတ်နိုင်ဖို့ကသူတို့ချန်ပီယံစိတ်ဓာတ်ကိုပြန်လည်နှုတ်ထစေခဲ့တာဖြစ်ပါတယ်။ဒီကိုပြတ်ဆွဲရလကပြိုင်မက်တွေအားလုံးကိုသတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပြီးငါတို့ကိုလာမစားနဲ့ United ဆိုတဲ့နာမည်ပိုင်းပိုတောင်တီးအောင်မှဆိုတဲ့ပုံစံမျိုးနဲ့ကစားပြသွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင် Arsenal ဖန်တွေကတော့ဇယားထိပ်မှာ9နံပါတ်ဖြတ်ထားနိုင်လို့အားရချေနေကြသလိုဒါမဲ့ပွဲတွေမှာလည်းဒီလိုမျိုးကိုပြတ်နိုင်ပွဲတွေထပ်မြင်တွေ့ရဖို့မျှော်လင့်နေကြပါတယ်။ ဒီမှာ United ကတည်းကအမား